ဂျပန်မှာအင်္ဂါမဲ့ဆိုလို့ရှိရင်တိတိနဲ့ပဖူတုတာလေးတွေကိုမိအနေနဲ့အမြဲတမ်းစာလေးတွေရေးပြီး share ရတယ်လို့ပေးခဲ့ပေမဲ့ဒီခါမှာတော့အတန်ဖိုင်လေးနဲ့ပြောပြပေးမယ်ဆိုရင်စာမဖတ်အားနေတဲ့သူတွေအတွက်အဲ့လိုဒီအတန်ဖိုင်လေးကိုတော့နားထောင်ကြည့်လောက်မယ်ဆိုလို့ရှိရင်လည်းဘ ഹു တုဒအနေနဲ့ရမယ်ထင်လို့မိအနေနဲ့ဒီတစ်ခါအတန်ဖိုင်နဲ့ရှင်းပြပေးမယ်နော်ဂျပန်မှာအင်္ဂါပေဆိုတာကအင်္ဂါတယ်ဆိုတာဂျပန်မှာနေနေတဲ့လူ100မှာ90ရာခိုင်နှုန်းလောက်ကကိုယ့်ဘက်ကိုအင်္ဂါနေရတဲ့အနေထားတွေအများကြီးရှိတယ်ပေါ့နော်ဂျီရှူးဆေးတွေလောက်တာဒီကုမ္ပဏီကပေးတဲ့အိမ်မနေရပါမယ်ကျန်တဲ့သူအများစုကတော့ကိုယ့်ဘက်ကိုအိမ်ငှားနေရတာတွေကအများစုရှိတတ်တယ်ပေါ့နော်အဲ့ဒီထဲမှာမှကိုငှားတဲ့ကိုအိမ်ငှားတဲ့အခါမှာဘာတွေတည်တင်တယ်လဲပြီးလို့ရှိရင်ဘာကြောင့်ပေးချလိုက်ရတာလဲမသိတဲ့အခါမျိုးမှာစိတ်ထဲစနိုးစနောင်းလေးတွေဖြစ်ရတယ်အရန်ကနုံကုံကြောင်အရန်များနေသလားအိမ်လာကအရန်များနေသလားဆိုတော့ဒရိဟာလေးတွေဖြစ်တတ်တဲ့အခါကျတော့မေအခုရှင်းပြတာလေးကိုနားထောင်လိုက်မယ်ဟေ့ဆိုလို့ရှိရင်တော့ငါဘာကြီးတွေခြိထားရတယ်ဘာကြီးတွေပါပြီးသွားပြီဆိုတာကိုနည်းနည်းလေးတော့နားလည်မယ်လို့ထင်ပါတယ်အဲကြောင့်အခုရှင်းပြပေးချင်တာကတော့လစဉ်ပေးချရတဲ့အိမ်လာကဆိုတာလစဉ်ပေးချရတဲ့ပမာဏကိုပဲပြောပြပေးမှာပေါ့နော်။ဘာလစဉ်ပေးချရတဲ့အိမ်လာကထဲမှာဘာတွေပါတယ်လဲဆိုရင်ရချင်းလို့ခေါ်တဲ့အိမ်လာကအဲ့ဒီအပြင်အိမ်လာကအပြင်အိမ်ရဲ့ခန်ရီဟီလို့ခေါ်တဲ့ခန်ရီဟီပါတတ်ပါတယ်။ဒါကမဖြစ်မနေလစဉ်ပေးချရတဲ့အိမ်လာကထဲမှာရချင်းနဲ့ခန်ရီဟီကိုပေါင်းတော့မှလစဉ်ပေးချရတဲ့ပမာဏရချင်းဆိုတာကတော့အိမ်လာကခန်ရီဟီကတော့စီမံခန့်ခွဲကားလို့သတ်မှတ်လို့ရပါတယ်အဲ့ဒီမှာတချို့အိမ်တွေမှာဆိုလို့ရှိရင်ရေပိုးဆိုပြီးတော့ဆွေတိုတိုင်းဆိုပြီးတော့ပေါင်းထားတတ်ပါတယ်ဒါဆိုလို့ရှိရင်တော့ကိုတယောက်စာရေပိုး3စရိတ်ကအိမ်လာကထဲမှာကနလစဉ်ပေးချရတဲ့အိမ်လာကထဲမှာပါသွားပြီလို့သတ်မှတ်လို့ရပါတယ်အဲ့ဒီဟာအပြင်တချို့ဆိုရင်စာပုတ်တိုတိုင်းလို့ခေါ်တဲ့သူတို့အကူအညီသူတို့ရဲ့အထောက်ပံ့ကိုခက်ခဲတဲ့အချိန်မှာယူလို့ရအောင်ဆိုတဲ့ပုံစံမျိုးနဲ့ထည့်ပေးထားတဲ့ support တိုင်းလို့ခေါ်လို့ရ support တွေပေါ့နော်support တိုင်းလို့ခေါ်တယ်အဲ့ဒီ support တိုင်းတွေပါတတ်တာလည်းရှိတယ်လို့တချို့အိမ်တွေဆိုရင်တော့အိမ်လာကအာမခံလစဉ်ပေးချရတဲ့သဘောမျိုးနဲ့လုပ်ပေးထားတဲ့အိမ်လာကအာမခံဆိုတာလည်းပါဝင်တတ်ပါတယ်တချို့ဆိုလို့ရှိရင်တော့ဒီအာမခံကိုလည်းလစဉ်ပေးချရတာမျိုးတွေရှိတယ်အဲ့ဒါဆိုလို့ရှိရင်လစဉ်ပေးချရမယ်အားလုံးပေါင်းပြီးတော့မှအိမ်လာကလို့သတ်မှတ်မယ်ဆိုလို့ရှိရင်ကိုတလားကိုငါရဲ့ဝင်ငွေရဘယ်လောက်ရှိပြီးတော့အိမ်3စရိတ်အတွက်အိမ်အတွက်ကုန်ကြမယ်စေကအိမ်လာကအတွက်ပေါ့နော်လစဉ်ပေးချရမယ်အိမ်နဲ့ပတ်သက်တဲ့ငှားရမ်းတာတွေအတွက်ပါဝင်ထားတဲ့တလားချရမယ်ပမာဏကိုလည်းစဉ်းစားလို့ရတယ်လို့ရေပိုးမီးပိုးgas ပိုးပြီးလို့ရှိရင်Wi-Fi ကြီး internet ကြီးအများကြီးစဉ်းစားမယ်ဟေ့ဆိုလို့ရှိရင်တလားငါဘယ်လောက်ကုန်နိုင်လဲဆိုတာကိုခံမှန်းလို့ရတယ်ပေါ့နော်အဲ့ဒီတော့တချို့ကအိမ်လာကလို့ပြောလိုက်တာနဲ့ရချင်းအိမ်လာကတစ်ခုတည်းကိုပဲတွေးမိမှာဆိုလို့ဒီတစ်ခါမှာတော့လစဉ်ပေးချရမယ်ပမာဏတွေအားလုံးကိုပေါင်းပြီးတော့မှအိမ်လာကအနေနဲ့မိဆိုရင်တော့အမြဲတမ်းမိစီမှာမှားတဲ့သူတွေကိုရှင်းပြပေးဖြစ်ပါတယ်မိစီမှာအိမ်ငါမဲလို့ပြောလို့ရှိရင်အားလုံးကိုပေါင်းပြီးတော့မှဒါလစဉ်ချရမယ်အိမ်လာကအားလုံးပေါင်းပြီးတော့မှဒါအိမ်လာကလို့မိအမြဲတမ်းရှင်းပြပေးပါတယ်အိမ်လာကရချင်းတစ်ခုတည်းကိုအိမ်လာကဆိုလို့ရချင်းတစ်ခုတည်းကိုပြောပြလိုက်လို့ရှိရင်နောက်ထပ်ပါလာတဲ့ပတ်စံတွေရဲ့ပမာဏကအရန်များတဲ့အခါမျိုးမှာကိုလာစဉ်ချိန်နိုင်တဲ့ပမာဏကိုလွန်သွားခဲ့လို့ရှိရင်အိမ်ငှားတဲ့သူတွေအခက်အခဲဖြစ်မှာဆိုလို့ပါနော်အဲ့ဒီအတွက်မိစီမှာအိမ်ငှားတဲ့သူအများစုဆိုရင်တော့မေရှင်းပြပေးဖြစ်တာကတော့အိမ်လာခဆိုတဲ့အထဲမှာရချင်းတစ်ခုတည်းမဟုတ်ဘဲနဲ့လာစဉ်ပေးချင်ရမယ့်ပမာဏတွေအားလုံးကိုပေါင်းပြီးတော့မှအိမ်လာကလို့ပြောပြပေးပါတယ်အဲ့ဒီတော့ကိုလာစဉ်ပေးချင်ရမယ့်ပမာဏကရချင်းလို့ခေါ်တဲ့အိမ်လာကပြီးလို့ရှိရင်ခန်ရီဟီလို့ခေါ်တဲ့စီမံခန့်ခွဲကတွေခါလီကြရင်ဆွေးတိုတိုင်းလို့ခေါ်တဲ့ရေဘူးခါလီကြလို့ရှိရင်လေမီယာမာကန်လစဉ်ပေးချရတာမျိုးရှိတဲ့အခါမှာမီယာမာကန်ကနဲ့နောက်တစ်ခုကဟိုရှိုရီယိုဆိုတာတွေလည်းတစ်ခါလီကြရင်ပါတက်တဲ့အခါကျတော့ဟိုရှိုတော့ဒါကြောင့်အင်္ဂါတဲ့အခါမှာငါလစဉ်ဘယ်လောက်ပြီးချင်ရမလဲဆိုတဲ့ပမာဏကိုအဓိကထားပြီးတော့စရင်စရာတွေတခြားကြည့်တင်တယ်လို့ထင်တယ်ပေါ့နော်တကယ်လို့မသိခဲ့လို့ရှိရင်လည်းမေးစီမှာငှားသည်ဖြစ်စေမငှားသည်ဖြစ်စေလာမေးလို့ရပါတယ်လစဉ်အင်္ဂါကတွေမှာဘာတွေပါတယ်လဲဒါမှလစဉ်ကလစဉ်တွေမှာနောက်ထပ်ဘာတွေ plus ဖြစ်နိုင်သေးတယ်လဲဆိုတာအစားမေးရတော့ကိုလူမျိုးတွေအတွက်ကိုတိုင်းလည်းတစ်ချိန်လုံးကအင်္ဂါဒီဂျပန်နေစီမှာအင်္ဂါနေကြရတဲ့ကိုအနေနဲ့အောင်တည်ကျင်တဲ့အကြောင်းအရာလေးတွေကိုကိုလူမျိုးတွေအတွက်လည်းဒီတိုင်းပဲမြင်ရရှင်းပြပေးပါတယ်မိမြန်မာလိုပဲရှင်းပြပြီးတော့မေစီမှာအိမ်ငှားတဲ့သူအများစုမြန်မာအတွေးနဲ့ရောဒီဂျပန်နိုင်ငံမှာထားတဲ့အတွေးတွေနဲ့ရောအများကြီးပေါင်းပြီးတော့မှမေရရှင်းပြပေးပါတယ်အဲ့တော့လစဉ်အိမ်လာကဆိုတာမျိုးကရချင်းတစ်ခုတည်းမဟုတ်ဘဲနဲ့ရချင်းတွေခော်ရီခုတွေအားလုံးပါတယ်ဆိုတာကိုတော့ဘုဖူတုတအနေနဲ့ဒီတစ်ခေါက်မှရှင်းပြပေးခြင်းပါတယ်